အားလုံးပဲမင်္ဂလာပါဗျာထွန်းတော်တက်ပြီးရနေကြိုဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ကောင်မလေးပုံပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုတက်ပုံလေးပဲဖြစ်ဖြစ်ကိုအမတ်တရထားခြင်းတဲ့တက်ပုံလေးတွေကိုဒီ keyboard ထဲမှာထည့်သွင်းအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီ video လေးကိုအစအနေဆုံးကြည့်ပြပါဗျာခုကျွန်တော် share ရင်းလုပ်ပြီးသွားမယ် keyboard ကတော့ Gboard အမျိုးအစားဖြစ်တဲ့အတွက်ကိုက Gboard ကိုသုံးနေရဆိုရင်တော့ဒီ video လေးကိုအဆုံးကြည့်သွားနိုင်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ setting တွေကိုဝင်ပြီးပါဗျာ setting တွေကိုရောက်သွားပြီဆိုတော့ဒီ set bar လေးမှာပေါ့နော်အနေရာလေးမှာ keyboard ဆိုပြီးရိုက်ရှာလိုက်ပါ keyboard ဆိုတာလေးပါအဲ့ဒါမှာဒီအပေါ်ဆုံးမှာရှိတဲ့ဒီ language import ဆိုတဲ့ဒီနေရာလေးကိုထပ်နေပြီပါအဲ့ထဲကိုရောက်သွားပြီဆိုရင်တော့ manage keyboard ဆိုတာလေးကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဒီထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ Gboard ဒီအပေါ်ဆုံးမှာရှိတဲ့ Gboard ဆိုတဲ့ဟာလေးဝင်လိုက်ပါအဲ့ထဲကိုရောက်သွားပြီဆိုရင်တော့ဒီ theme ဆိုတာလေးရှိပါတယ်ဒီ theme ဆိုတဲ့နေရာလေးကိုဝင်ပေးရမှာဖြစ်ပါတယ်အသင်းထဲကိုရောက်သွားပြီဆိုရင်တော့ဒီကတော့ default ဆိုတဲ့ဟာတွေဒီapplication မှာပါတယ် system မှာရှိတဲ့ဟာတွေပါဒါတွေကတော့ဒီ download ဆွဲလို့လည်းရပါတယ်ဒီဟာတွေ download ဆွဲပြီးတော့သုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီ my thing ဆိုတဲ့နေရာလေးကိုဝင်ပြီးမှဖြစ်ပါတယ်ကိုကြိုက်တဲ့ဟာကိုထည့်ခြင်းလို့ပါဒီထဲကိုရောက်သွားပြီဆိုရင်တော့ကိုဒီအနီရောင်တဲ့ဟာလေးပါနော်နှိပ်လိုက်တယ်ဒီဟာလေးပါဒီဟာလေးကိုကျွန်တော်သုံးမှဖြစ်တဲ့အတွက်ဒါဟန်လို့နှုတ်ပြလိုက်ပါမယ်အဲဆိုရင်တော့ကိုရဲ့ဟာလေးကဒီဟာလေးဖြစ်သွားပါပြီဒီ apply ကိုနှိပ်လိုက်ပြီဆိုရင်တော့ကိုရဲ့ဒီ background ပုံလေးကဒီလိုမျိုးပုံစံလေးဖြစ်သွားပါလိမ့်မယ်အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ